စိန်ရင်းမှာမိဖို့ကြောင့်သောပစ္စည်းတွေကိုတသိန်းဖို့အထက်ဝယ်ယူတာနဲ့စပယ်ဝီးလဲလို့ရတယ်ဆိုတာကိုသိကြပြီးပြီလားဟုတ်ပါတယ်ပေးရသွားမယ့်လက်ဆောင်လေးတွေကတော့အင်ဂျီထီဆက်ပြာစီတခြားသောဗလာမပါကန်ဆယ်မဲလေးတွေပဲဖြစ်ပါတယ်ဝယ်ယူရမည့်ပစ္စည်းလေးတွေကတော့ကိုယ့်အကြောင်းသောဘေးပစ္စည်းကိုမစိုးဝယ်လို့ရပါတယ်promotion လေးကတော့ဘောင်းချတစ်ဆောင်လည်းရင်တသိန်းဖို့အထက်မှာ3သိန်းဖို့အထိဝယ်ယူပါကစပယ်ဝီးတစ်ကြိမ်ခန်းစားခွင့်ရမှာဖြစ်ပါတယ်။ဘောင်းချတစ်ဆောင်လည်းရင်3သိန်းဖို့အထက်မှာ6သိန်းဖို့အထိဝယ်ယူပါကစပယ်ဝီး2ကြိမ်ခန်းစားခွင့်ရမှာဖြစ်ပြီးတော့ဘောင်းချတစ်ဆောင်လည်းရင်6သိန်းဖို့အထက်မှာ9သိန်းဖို့အထိဝယ်ယူပါကစပယ်ဝီး3ကြိမ်ခန်းစားခွင့်ရမှာဖြစ်ပါတယ်။ဝယ်ယူရရှိနိုင်ပြီးဆိုင်လေးစာလေးတွေကတော့ဈေးကြီးထိပ်မှာရှိတဲ့စိန်ဟင်းမိဖို့အကြောင်းလုံးပစ္စည်းဆိုင်ရွှေမော်တော့အနာဘုံမှာရှိတဲ့စိန်ဟင်းမိဖို့အကြောင်းလုံးပစ္စည်းဆိုင်နဲ့မြို့သေးဒေခိနာတာကအကြောင်းရှိစိန်ဟင်းလျှက်စစ်နဲ့မိဖို့အကြောင်းလုံးပစ္စည်းဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ်။ promotion ကာလလေးတွေကတော့ဇွန်28မှာဇူလိုင်9ရက်နေ့ထိပဲမို့လို့အမြန်လာဝယ်ဖို့တော့လိုမယ်နော်။